မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်ရှာကြည့်အောင်မရှိဘူးမဟုတ်ဘူးရှိနေသေးတယ်မိဘကတော့ဟုတ်တယ်လူလောကဝင်ပေးလိုက်လို့ကျေးဇူးတင်စရာကောင်းတယ်လို့ပြောရမယ်လူဖြစ်လာတယ်မိဘရဲ့အကျိုးကျေးဇူးကြောင့်ကျေးဇူးတရားကြောင့်လူဖြစ်လာဒါဖြင့်မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားထောက်ပြထားတာရှိတယ်ဒါကြောင့်မို့လို့နော်ကျေးဇူးတရားအကြီးမားဆုံးပုဂ္ဂိုလ်၃မျိုးဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့ဒီထဲမှာမိဘပြောလို့တော့မဟုတ်ဘူးအကြီးမားဆုံးပုဂ္ဂိုလ်၃ဦးဆိုတာဘယ်လိုပုဂ္ဂိုလ်လဲတဲ့မိမိကိုဖရာတရားတန်ခါယရဏ၃ပါးကိုးကွယ်စိကတ်တတ်အောင်လမ်းညွှန်ပြသတဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာကျေးဇူးရှင်တွေထဲမှာတော့ကြီးမားတဲ့ကျေးဇူးရှင်တစ်ခုပဲသူ့ရဲ့ကဲ့တင်မှုဟာအလွန်ကြီးမားတယ်လို့ဒီလိုပြောအကယ်၍ကိုးကွယ်မှုမှားသွားရင်ဒီပုဂ္ဂိုလ်ဟာဒုက္ခရောက်သွားနိုင်တယ်မှန်ကန်တဲ့ကိုးကွယ်မှုမှန်ကန်တဲ့လမ်းကြောင်းကိုတင်ပေးလိုက်လို့ဘုရားကိုကြည်ညိုတတ်လာတယ်တရားကိုကြည်ညိုတတ်လာတယ်သံဃာကိုကြည်ညိုတတ်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားဟောတဲ့အတိုင်းယေကေစီဗုဒ္ဓံတရဏံကတာတေနတ္တိခမိတ်တန္တိအပါယဘူမိဘုရားတရားတန်ခါကိုယ်ဝဲစိတ်တဲ့ပုဂ္ဂိုလ်ဟာပယ်လေးပုံမရောက်ဘူးလို့များဆိုကဲအပယ်ကနေကဲတင်ပေးရမကြပြီဘူးလားမိဘကအပယ်ဟာကဲတင်ပေးနိုင်တာမရှိသေးဘူးလေလောကကြီးပဲသူကပြသပေးလိုက်တာပဲရှိဒါမိဘရောဒီထက်ပါလို့မရဘူးလားဆိုရတယ်မိဘတိုင်းတော့မရဘူးနော်မိဘတိုင်းတော့မရမိဘကိုယ်တိုင်းကိုကဒီတရားဝါတွေအသက်တတ်နေလို့ရှင်ကိုယ်ပဲဝင်တတ်မှာပဲလေဖြစ်နေတယ်ပေါ့နော်အဲ့တော့တရဏဂုံသီလတရဏဂုံ၃ပါးကိုကိုယ်ွယ်စိကတတ်အောင်လမ်းညွှန်ပြသပေးလို့သူ့ရဲ့ခြေဆုတရားကြောင့်တရဏဂုံတည်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရဏဂုံတည်သူဆိုတဲ့ပုဂ္ဂိုလ်ပုံမှာသူဟာတရဏဂုံတည်အောင်လုပ်ပေးတဲ့ဆရာဟာနော်လမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်ဟာကြီးမားသောကျေးဇူးရှင်တူပဲဖြစ်တယ်ဟောဒီတိုင်းမိဘမပါဘူးနော်ဒါမြတ်စွာဘုရားဒါကိုထောက်ပြတရဏဂုံတည်သွားပြီဆိုရင်အပယ်လေးပုံကလွတ်သွားပြီဒီတဲ့အကျိုးဆက်တွေပြောမယ်ဆိုရင်တရဏဂုံတည်ခြင်းကြောင့်ဘုရားကိုစိတ်ကတ်တယ်တရားကိုကျင့်သုံးတယ်တန်ခါကိုစိတ်ကတ်တယ်အဲ့ဒီဘုရားတရားတန်ခါကြည်ညိုခြင်းကြောင့်ရလာလို့သိလာတဲ့အသိဉာဏ်တွေကဆက်တက်သွားမယ်ဆိုရင်နိဗ္ဗာန်ထီအောင်အကျိုးရောက်သွားနိုင်တယ်ပေါ့အပယ်လေးပုံကလွတ်ရုံနဲ့မကဘူးနောက်